မင်္ဂလာပါရှင်grade 3တင်ချာရဲ့အခန်း1ထဲမှာပါတယ်ပို့စာလေးဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်နံပါတ်1မှာဆိုရင်3200ကဘယ်နေရာဖြစ်မလဲဆိုပြီးမိထားတယ်ပေါ့နော်3200ကဘယ်နေရာဖြစ်မလဲဘယ်နေရာဖြစ်မလဲဆိုရင်တချို့ရှေ့မှာပြောထားတဲ့အတိုင်းပဲ30မှာ300တစ်လုံးရှိတယ်100မှာ300နှလုံးရှိတယ်1000မှာ300 3လုံးရှိတယ်ဆိုရင်တော့ဒီပို့စာလေးကလွယ်သွားမှာပေါ့နော်အဲ့မှာ तू ကဘာကိုမေးရလဲ3200ကဘယ်နေရာဖြစ်မလဲလို့မေးရတဲ့ तू ကမေးတာရာကိုမေးတာရာမှာ3ဘယ်နှလုံးရှိတယ်ဒီချက်လုံးမှာ3နှလုံးရှိတယ်အဲ့ဆိုရင်ဒီချက်တို့က3200မှာရှိတယ်3နှလုံးကိုဖယ်ကြည့်တဲ့အခါဒီချက်တို့ကဘာပဲကြံခဲ့တာ32ကြံခဲ့တယ်အဲ့ဆိုရင်သူ့ရဲ့အဖြေက32နောက်မှာရာလေးတက်လိုက်ပေါ့နော်32ရာသူ့လိုချင်တာရာကိုလိုချင်တာကိုအဲ့ကျတော့32ရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့6500ကဘယ်နှထောင်ဖြစ်မလဲသူလိုချင်တာထောင်ကိုလိုချင်တာဘယ်နှထောင်ဖြစ်လဲလို့လိုချင်တဲ့ခါကျရင်ထောင်မှာ3ဘယ်နှလုံးရှိလဲဆိုရင်ထောင်မှာ3လုံးရှိရတဲ့အတွက်တချို့ကအဲ့3လုံး3လုံးကိုဖယ်ကြည့်လိုက်တဲ့ခါကျဘယ်လောက်ပဲကျန်ပါလဲ65ရှိမယ်နောက်မှာဗာတက်မှာလဲဆိုရင်တော့သူလိုချင်တဲ့ထောင်ရေးလိုက်အဲ့ဆိုရင်6500ဆိုတာက65,000နဲ့အတူတူပါပဲနောက်တစ်ခုကကျတော့600ကဘယ်20ဖြစ်မလဲ600ကို तू ကဘာနဲ့လိုချင်တာလဲဆို10နဲ့လိုချင်တာပေါ့နော်10မှာ3ဘယ်နှလုံးရှိလဲတစ်လုံးရှိရတဲ့အတွက်3တစ်လုံးလေးကိုဖယ်ကြည့်တဲ့အခါကျဒီချို့ဘယ်လောက်ကျန်မလဲဆိုရင်60ကျန်မယ်အဲ့ဆိုသူ့ရဲ့အဖြေက60 10ဖြစ်တယ်ပေါ့နော်